စီစဉ်ရာနံပါတ်1ကျောင်းသူလေးများကနံပါတ်1ဒိုကျောင်းအောင်မြေတခြင်းဖြင့်ဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ်ရှင်You say